ကောင်လေးကြက်ဥဘလို့ရောင်းလဲတစ်လုံး150ပါ5လုံး600ထားလိုက်ဟာမလုပ်ပါနဲ့အန်တီရဲ့ကျွန်တော်အရင်နားရောက်နေပြီအို600ထားရင်ယူမယ်မထားရင်မယူဘူးသွားမယ်နေပါဦးယူသွားပါဗျာဈေးဥပေါက်မှုရောင်းလိုက်ပါမယ်ကောင်လေးထုတ်ပေးတဲ့ကြက်ဥ5လုံးကိုယူ900ရာတန်တရွက်နဲ့100တန်တရွက်ဖက်ကနေပစ်ပေးပြီးအတော်ကြီးကောင်းမော့လို့အောင်နိုင်သူဟန်အပြည့်နဲ့ဈေးရဲဆက်ဝင်သွားပါတယ်။ညနေအတော်ကြီးဟာသူ့ယောက်ျားနဲ့မြို့ထဲကစားတောက်ဆိုင်ကောင်းတစ်ခုမှထွက်စားကြတယ်ဖြစ်ချင်တော့ကြက်ဥတီကောင်လေးဟာဒီစားတောက်ဆိုင်မှာအချိန်ပိုင်းစပွဲထိုးဝင်လုံနေတဲ့အချိန်အတော်ကြီးကိုမြင်တော့ချက်ချင်းမှတ်မိသွားတယ်။ဒီလိုနဲ့အတော်ကြီးတို့ဝိုင်းငွေရှင်းတော့စပွဲထိုးကောင်လေးဟာဘေစာရွက်ကိုယူလာပေးတယ်။ဒီမှာအတော်ကြီးကပြန်အန်းငွေ150ကိုယူလိုက်ဖို့ပြောပြီးအတင်းပေးရင်ခေါင်းမော့လို့ဆိုင်ထဲကထွက်သွားပါတယ်။စပွဲထိုးကောင်လေးအတွက်လောကကြီးဟာတကယ်နားလေရခတ်သွားခဲ့တယ်။ငွေ150မနက်ကလုံးဝပေးဖို့ဆန္ဒမရှိဘူး။ညနေကျတော့လေအတင်းပေးသွားတယ်ဘာတွေလဲကွာ။နားမလဲတော့ဘူးဒီထက်ပိုနားမလဲနိုင်တာကသူ့ရဲ့စိတ်ငွေ150ချင်းတူမနက်ကမရလိုက်တဲ့150ကိုတတဖြစ်နေသလောက်ခု150ကိုငါပါလို့မမတ်တာပါလိမ့်လို့ကောင်လေးတွေးမိနေပါတော့တယ်။တကယ်တမ်းကျတော့တချို့လူတွေဟာမရှိစင်းရဲသားဈေးတီစီကမတရားစစ်ပြီးလူချမ်းသာဈေးတီစီမှာငွေဖြုံးတက်ကြတယ်ကျွန်တော်တို့အားလုံးမျက်နှာကြည့်ရာဟင်းဖက်ပါလူမျိုးများမဖြစ်ကြပါစေနဲ့